Hello မင်္ဂလာပါဒီနေ့ကတော့ရှင်အပြင်သွားတဲ့ vlog လေးပဲဖြစ်ပါတယ်။ဘာသွားလုပ်မှာလဲဆိုတော့စပင်သွားပြီးတော့ color change မှာပေါ့နော် color change မယ်ပြီးရင်စပင်ကိုပြန်ပြီးတော့ကောက်မယ်။စပင်ကြီးကကျွန်းစပင်ကြီးအရန်ရှည်ပြီးတော့အရန်ပြက်စီးနေပေါ့နော်ဆိုတော့ဒီနေ့စပင်လေးကိုသွားချိန်မှာပါ။ဘာမှလုပ်ဖြစ်မလဲဆိုတော့ရှင်လည်းတစ်ခါမှမလုပ်ဘူး။ဒါပေမဲ့ဒီ online မှာအရန်ကို good review တွေတက်နေတာတွေ့ရပေါ့နော်ဆိုတော့ Making Beauty Salon လား Beauty Salon เนาะရွှေတောင်ကြားတဲ့နော်သူကရွှေတောင်ကြားထဲမှာရှိတယ်တဲ့ကျွန်တော်အခုအဲ့ကိုသွားပြီးတော့စပင်လေးသွားချိန်မှာပေါ့နော်အဲ့ဒါတွေအခုမသွားခင်မနေ့အစောကျွန်တော်သမီးကြီးလေးကိုကျောင်းဝင်ပို့ခဲ့ပြီးတော့ကျွန်တော်ပေါင်ကြောညံ့နေတာတပတ်10ရက်လောက်ရှိပြီမတက်တာဘူးပေါင်ကြောညံ့နေတော့မတက်တာတော့ဒီမှာဆေးဝင်ပြီးဝယ်ခဲ့တယ်ဒါကတော့ကျွန်တော်ဂျန်ရှင်းမော်တင်နားလေးကရွှေပစုံလမ်းကြားထဲမှာရှိတဲ့တရုတ်တိုင်းရင်ဆေးစီးရဲ့ဆေးကန်းလေးပေါ့နော်အဲ့ဒီကနေပြီးတော့ဝယ်ခဲ့တယ်သူကအရန်ကောင်းတယ်ဆေးကန်းတော့အရန် recommend ဖြစ်တယ်ဘလို့ပဲအကြောညက်ညက်အကြောတင်တာတို့အကြောညက်တာတို့အစုံပေါ့နော်တရုတ်တိုင်းရင်ဆေးစီးရမယ့်ဟာဆိုရင်ရှင်တို့ငငယ်လေးတွေကလည်းအဲ့ဒီဆေးကန်းမှာတခုခုဖြစ်ပြီးဆိုတာနဲ့အဲ့ဒီဆေးကန်းကိုသွားတယ်ဆေးယူတယ်စီးတယ်အားဆိုလို့ရှိရင်တရက်ညက်ပဲပြင်ပျောက်သွားအောင်အဲ့ဒါဆေးကန်းနာမည်လေးကတော့မရှိဘူးသူကအဲ့ဒီရန်ရှင်းမော်တင်တာရွှေပစုံရှိရအောင်ရွှေပစုံမုတ်တိုက်အဲ့ရွှေပစုံလမ်းကြားထဲမှာမြင်းကြီးတက်ကလေးမှာပဲအဲ့အမိုးအပြာရောင်လေးထွက်နေတယ်အဲ့ဒီဆေးကန်းလေးမှာသူက generation to generation ပေါ့နော်တားဖာ2ယောက်တားဖာ2ယောက်ဒိုင်းကန်စီးပေးနေတာဒီမှာမိုးလင်းတာနဲ့လူနာတွေအများကြီးပဲမလားစီးကြတာတိုကင်ယူရတယ်အခုတော့မှရှွန်းဆောင်ပြီးစီးမယ်ဆိုရင်လူတွေရမ်းများလို့ပြီးတော့ရှွန်းကကြစီးနေကြလေအရင်ငငယ်လေးကစီးဘူးတော့ဘယ်လိုလုပ်ရမလဲဆိုတာသိပြီးသားမို့လို့ဟိုတုံကင်မယူတော့ဘူးမဆောင်တော့ပဲနဲ့ဆေးပဲဝယ်ခဲ့လိုက်တယ်ကိုကအိမ်မှာစီးမှဒီနေ့ပေါ့နော်အခုတော့စပင်သွားချိန်လိုက်ပါအောင်မယ်အားလုံးပဲလိုက်ခဲ့ကြပါဘလို့လေးချိန်လဲတော့စောင့်ကြည့်ပေးပေါ့နော်အခုကတော့ကောင်းလည်းမလျှော့ထားဘူးစပင်ဒီတိုင်းပဲကုတ်ကတ်တက်လာလိုက်တယ်ဟိုမှာရောက်မှကောင်းလျှော့မယ်ကောင်းလာချိန်မယ်ပြန်ကောက်မယ်ရွှဲနေခွင့်ရလုပ်ပါမယ်ဘိုင်ဘိုင်ဒါတော့ယောက်ျားပါချစ်တော်လင်းစပင်လုံးရင်အယောင်လဲစိုးမှာကောက်လဲကောက်မှာဆိုတော့တဏီကုန်နီးပါးလောက်ကြာမှာဆိုတော့ဘိုက်ဟောင်းလောင်းဖြစ်နေမှာဆိုလို့အရင်ဝင်ပြီးတော့ဘိုက်ဖြည့်လိုက်ပါအောင်မယ်我们咖啡吃亏呀没收，但嘛掉杯吃开呀没收，个把几个漂亮给没收，连个မောင်ကြီး可以啊，မောင်ကြီး可以啊。ဘာမှထားသေးတယ်ပပပါတော့အမဲဥလုံးတော့ရဲ့အမဲအကျော်စွတ်ပြုတ်ရဲ့လာပြီပပထား我们咖啡吃亏呀没收，但嘛掉杯吃开呀没收，个把几个漂亮给没收，连个七岁没看嘛不漂亮。A few moments later. တဲ့ကပြောတဲ့ချစ်တော်စကားတွေရဲ့တို့တို့လေးကြားလို့တကယ်အားမရနိုင်ရဲ့ရင်မသေးကြအောင်သိခွင့်ပေးပါကွယ်ရင်ခုန်ခြင်းများနဲ့နောက်ဆက်ကောက်ဆေးထည့်ထားတယ်ခဏနေမှကောက်ရမှာပေါ့နော်ဒီမှာကောက်ဆေးထည့်ထားတယ်ဒီမှာ tester ဆန်းထားတယ်ဆေးအဲ့ဒါကိုယောက်ျားကသူ့ပါစိတ်ပါသွားပြီးတော့ရှုံးနေအယောင်တူတူကာလာချင်းမယ်တဲ့စပင်းပုံသွင်းနဲ့ညှက်မယ်ဆိုပြီးတော့ဆရာကြီးပဲရောက်သွားတယ်ဆိုဆရာကြီးကမှခေါင်းလျှော်နေပါတယ်သူလည်းစပင်းဆေးဆိုးပြီးတော့ညှက်တော့မှာပါပန်းညာခင်းတဲ့ဒီလန်ထစီဝဲဖေးမလာတို့မြောက်ရှောင်းလမ်းကြမယ်ကွယ်ကျင်သာရိပလဲဒီကနေ့မှစတာလေကျဆန်းဆန်းပါရဲ့ကောက်လေးအားစီတဲ့ကပြောတဲ့ချစ်တော်စကားတွေရဲ့တို့တို့လေးကြားလို့တကယ်အားမရနိုင်
ရင်မသေးကြအောင်သိခွင့်ပေးပါကွယ်ရင်ခုန်ခြင်းများနဲ့နားဆွလို့နေ အားဒီဆိုရင်စားပြီးတော့စား15မိနစ်ပြင်5မိနစ်နာကျွန်တော်15မိနစ်ဒီချိပါမယ်ကွ အဲ့ဒါပြီး နေကြတဲ့မောင်ရဲ့ရင်ခွေလေးထဲမှာထွေးသိမ်းလို့ပျော်ရွှင်စေမဲ့ထောင်စင်ကွယ်အင်းရောရဲ့ချစ်ရင်ခွေလေးတွေမှာကောင်းကလေးဝတ်ဆက်လို့နေမယ်ပန်းလေးများခင်းတဲ့ဒီလမ်းချက်စီဝဲဒီမှာလို့တို့နှစ်ယောက်ရှောင်းလန်းကြမယ်ကွယ်အကျဉ်းသားတွေပလဲဒီနေ့မှစလာရဲ့တူတူဆိုတဲ့တိဆက်ချစ်ပါစို့ကွယ် hair style လေးချိန်ပြီးပါပြီအခုပဲပြီးလို့အခုပြန်နေပြီမှောင်နေပြီအိမ်ပြန်နေပါပြီဒီစပင်ပုံစံလေးရလေတကယ်တော့ဒီစပင်ပုံစံလေးကိုချိန်ကျင်ညာအရှမ်းကြာနေပေါ့နော်အဲ့ဒါနဲ့အချိန်ဆွဲထားရင်လည်းမချိန်ဖြစ်တာအခုတော့အရန်ချိန်ကျင်နေတဲ့ပုံစံလေးချိန်လိုက်ရပြီဆိုတော့ so happy အရန်ပျော်နေတယ် Mackim နော် Mackim ဆိုရက်ဆိုင်မှာဆရာကကာနဲ့ချိန်လာတာပါရှင်ဆရာကကာနဲ့တွဲပြီးလုပ်ပေးရင်ညီမလေးကလည်းအရှမ်းတော်တယ်စွန်နဲ့သူ့နာမည်ကစွန်နဲ့အရှမ်းသဘောကျနေဒီမှာကြိုက်နေ good thank you